အိမ်မှုကိစ္စတွေမှာစမတ်ပိုချစေမဲ့လျှို့ဝှက်ချက်ဗရင်ပေါက်ပေါင်တွေညစ်ပတ်နေလို့ဘယ်လိုလုပ်ရမှန်းမသိရင်ဒီနည်းလမ်းလေးသုံးလိုက်ပါဗကန်စီးတဲ့ရေမျိုးတုံးတစ်ခုကိုယူပြီးဘောင်ထဲကလိုင်းတွေအတိုင်းအပလေးပေးပြင်းရင်ဓာတ်နဲ့ခွဲလိုက်ပါအဲ့ဒါဆိုရင်တန်ရှင်းရေးလုပ်ဖို့ပိုလွယ်သွားပါပြီစကားချင်းတွေတုံးလို့ကြာသွားပြီဆိုရင်အနည်းအကျေးတွေကတ်နေတတ်ပါတယ်အဲ့ဒီချင်းတွေကို brush နဲ့လိုက်တိုက်ပြီးတန်ရှင်းရတာလည်းလက်ဝင်နေတာပါပိုးလွယ်ကူတဲ့အနီးကတော့ပုံတစ်ခုရဲ့ချင်းကိုချက်မုတ်ဖို့ဆိုတာနဲ့ဆာလကာရေကိုလည်းချက်ပြီးရင်ရေနွေးပူလောင်ပြီးခါပေးလိုက်ရုံပါပဲအနည်းအကျေးတွေကရေနွေးနဲ့အတူပါသွားမှာပါဆယ်လိုတိတ်တွေသုံးပြီးဒီအတိုင်းပြန်ကတ်ထားလိုက်ရင်နောက်တစ်ခါပြန်သုံးချင်တဲ့အခါစရှာဖို့ခက်သွားပါလိမ့်မယ်အဲ့ဒီအစနေရာလေးမှာတွားချထိုးတာလေးတစ်ချောင်းခံပြီးကတ်ထားပေးလိုက်ပါအဲ့ဒါဆိုရင်အစရှာဖို့လည်းမခက်တော့ပါဘူးနောက်ပြီးဒီတွားချထိုးတံကိုတိတ်ဖြတ်တဲ့နေရာမှာလည်းသုံးလို့ရပါတယ်တိတ်နဲ့ပတ်သက်ပြီးတစ်ဆက်တည်းပြောရရင်တော့တပြက်စီအမွှေးပေါ်မှာတိတ်ကိုတဝက်လောက်ကတ်ကျမ်းမြေမော်လိုက်လဲပေးလိုက်ရင်အမုံအမားတွေအမွှေးမြင်တွေပါရှင်းပြနိုင်မှာပါလိုင်းစစ်ပါတဲ့ plastic အိတ်တွေရှိပါတယ်အဲ့ဒီအိတ်တွေကိုလေလုံအိတ်အနေနဲ့သုံးလို့ရနေတာပါကိုထက်ကျင်တဲ့အသီးတွေကိုအိတ်ထဲထည့်ရေနွေးနဲ့စိမ်ပြီးမှလိုင်းစစ်ကိုပိတ်လိုက်ရင်တော့လေးကျုံသွားပြီးကြာရှည်ခံသွားမှာဖြစ်ပါတယ်အဆုံးထိချစ်ချူပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်